ကြီးအောင်ဆုံးအသင်းကတော့ Hello အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ Winner 1မြန်မာ YouTube Channel ဘောလုံးပွဲသုံးသက်ချက်ကနေမှပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာဆိုတော့အခုဗီဒီယိုဖိုင်လေးကတော့ကျွန်တော်တို့ဒီပေါ့နော် England Championship ကပွဲစဉ်တွေရဲ့ကျွန်တော်တို့အသင်းတွေရဲ့ပေါ့နော်ကြီးအောင်ဆုံးကြီးအကြဆုံးအကြောင်းလေးကိုကျွန်တော်တို့နေပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့ကျွန်တော်တို့နံပါတ်1ကျွန်တော်တို့ကြီးအောင်ဆုံးအသင်းဒီကျွန်တော်တို့ Sheffield United ဖြစ်ပါတယ်ဗျာသူတို့ဒီကျွန်တော်တို့38ပွဲထိကျွန်တော်တို့ကစားပြီးပြီကျွန်တော်တို့22ပွဲထိနိုင်တယ်10ပွဲကျွန်တော်တို့ကြီးရှုံးတာဖြစ်ပါတယ်ဗျာနံပါတ်2နေရာမှာတော့ကျွန်တော်တို့ Oxford United ပေါ့နော် Oxford ကဆိုလို့ရှိရင်ကျွန်တော်တို့22ပွဲနိုင်တယ်ကျွန်တော်တို့14ပွဲထိကြီးရှုံးထားတာဖြစ်ပါတယ်နံပါတ်3နေရာမှာတော့ Burnley အသင်းပေါ့နော် Burnley ကတော့ကျွန်တော်တို့22ပွဲနိုင်ပြီးတော့14ပွဲထိကြီးရှုံးထားတာကျွန်တော်တို့တွေ့ရပါတယ်ဗျကျွန်တော်တို့ကြီးအကြဆုံးကျွန်တော်တို့3သိန်းကိုပြောရမယ်ဆိုလို့ရှိရင်တော့ Swansea ပေါ့နော် Swansea ကတော့ကျွန်တော်တို့14ပွဲထိနိုင်ထားတယ်22ပွဲကြီးရှုံးထားတာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ပွဲကတော့ကျွန်တော်တို့ Stoke City ပေါ့နော် Stoke City ကကျွန်တော်တို့12ပွဲနိုင်ပြီးတော့23ပွဲထိကျွန်တော်တို့ကြီးရှုံးထားတာတွေ့ရတယ်ဗျနောက်ဆုံးအနေနဲ့ကကျွန်တော်တို့ကြီးအကြဆုံးကတော့ကျွန်တော်တို့လူတန်တောင်းပေါ့နော်လူတန်တောင်းကတော့ကျွန်တော်တို့10ပွဲပဲနိုင်တယ်ကျွန်တော်တို့25ပွဲထိကြီးရှုံးထားတာတွေ့ရတယ်ဗျပြထားတဲ့စရင်းနေအရာတော့ Sheffield United ကြီးအောင်ဆုံးအသင်းကိုကျွန်တော်တို့သူတို့အနေနဲ့ကတော့ရွေးချယ်ပြီးတော့ကစားပါလို့ကျွန်တော်တို့ပြောထားပြီးတော့ရှောင်းရမယ့်အသင်းကတော့လူတန်တောင်းကြီးအကြဆုံးအသင်းကိုရှောင်းရမယ်လို့ပြထားပါတယ်ခင်ဗျဆိုတော့အိမ်ကွင်းမှာရွေးချယ်ပြီးတော့ solo အသင်းကတော့ကျွန်တော်တို့3သင်းရှိတယ်အဲ့ဒါကတော့ Oxford United Portsmouth Leeds United တို့ပဲဖြစ်ပါတယ်ဗျအိမ်ကွင်းမှာရှောင်းရမယ့်အသင်းကတော့ Sheffield Wednesday ပဲဖြစ်ပါတယ်ဗျဆိုတော့အဝေးကွင်းမှာကောင်းတဲ့အသင်းကတော့ Burnley ဖြစ်ပါတယ်ဗျအဝေးကွင်းမှာရှောင်းရမယ့်အသင်းကတော့ Luton Town ဖြစ်ပါတယ်ခင်ဗျအသင်းအများဆုံးကြားတဲ့ပွဲကတော့ကျွန်တော် Sheffield United နဲ့ Norwich City ဖြစ်ပါတယ်ခင်ဗျဆိုတော့ကျွန်တော်တို့ဒီ Championship မှာဂိုးသွင်းအများဆုံးအသင်းကတော့ကျွန်တော်တို့တိုက်စစ်အကောင်းဆုံးအသင်းကတော့ကျွန်တော်တို့ Leeds United ပါเนาะသူကတော့ကျွန်တော်တို့86ဂိုးထိသွင်းထားတာဖြစ်တယ်အင်ကွင်းမှာအကောင်းဆုံးကလည်း Leeds United ပဲဖြစ်ပါတယ်ခင်ဗျအဝေးကွင်းမှာတိုက်စစ်အကောင်းဆုံးကတော့ Middlesbrough အသင်းဖြစ်ပါတယ်ကျွန်တော်တို့တိုက်စစ်အညံ့ဆုံးအသင်းကတော့ Luton Town ဖြစ်ပါတယ်ခင်ဗျအင်ကွင်းမှာကျွန်တော်တို့တိုက်စစ်အညံ့ဆုံးအသင်းကတော့ကျွန်တော်တို့ Millwall အသင်းနဲ့ Luton ဖြစ်ပြီးတော့အဝေးကွင်းမှာတိုက်စစ်အညံ့ဆုံးအသင်းကတော့ Plymouth အသင်းဖြစ်ပါတယ်ခင်ဗျဆိုတော့ခံစစ်အကောင်းဆုံးအသင်းကတော့ Burnley ဖြစ်ပါတယ်အိမ်ကွင်းအဝေးကွင်းရောခံစစ်အကောင်းဆုံးအသင်းက Burnley ပဲဖြစ်ပါတယ်ဗျကျွန်တော်တို့9ဂိုး6ဂိုးထိပဲကျွန်တော်တို့ပေးထားတာတွေ့တယ်ဆိုတော့ခံစစ်အညံ့ဆုံးအသင်းကတော့ Plymouth ဖြစ်တယ်အိမ်ကွင်းမှာခံစစ်အညံ့ဆုံးအသင်းကလည်း Plymouth ပဲဖြစ်ပါတယ်ခင်ဗျအဝေးကွင်းမှာခံစစ်အညံ့ဆုံးအသင်းကတော့ Portsmouth နဲ့ Plymouth အသင်းတို့ဖြစ်ပါတယ်ဗျဒါကတော့ကျွန်တော်တို့ England Championship ကအသင်းတွေရဲ့ကြီးအောင်ဆုံးကြီးအကြဆုံးအကြောင်းလေးကိုကျွန်တော်အနေနဲ့တင်ပြပေးတာဖြစ်ပါတယ်ခင်ဗျအားလုံးကိုကျွန်တော်အနေနဲ့ကျေးဇူးတင်ပါတယ်ခင်ဗျ